မြမယူရရင်ကျေးမှုနဲ့ကိုယ်ဝယ်ယုံကြည်မှုဆိုင်ရာမှာမေတော်၄ပါးလို့လူသိများတဲ့နန်းနန်းသူမေတော်ကြီး၄ပါးလည်းရှိပါတယ်ရှင်။နံပါတ်1နန်းကြဖြူမေတော်နန်းကြဖြူနန်းကြညိုမေတော်နန်းကြညိုနံပါတ်3နန်းကြငုမေတော်နန်းကြငုနံပါတ်4နန်းကြယုံမေတော်လန်းကြယုံတို့ဖြစ်ကြပါတယ်။မေတော်၄ပါးကိုပူဇော်တဲ့အချိန်မှာမေတော်၄ပါးကသာသနာအဆောက်အအုံလောကအဆောက်အအုံဖြစ်တဲ့အတွက်သာသနာတော်ကိုမျက်နှာတဲ့သူဖြစ်တဲ့ထို့ကြောင့်မေတော်၄ပါးကိုကိုးကွယ်တဲ့အချိန်တွေကအချိန်တိုင်းမှာဆိုရင်စိတ်ထားဖြူစင်ရမယ်။တန်ရှင်းစင်ကြယ်ရမယ်။အဝတ်အစားရဲ့တန်ရှင်းစင်ကြယ်ခြင်းနေရာရဲ့တန်ရှင်းစင်ကြယ်ခြင်းနောက်တစ်ခုအသားငါလုံးဝမတင်ရပါဘူး။အသားငါလုံးဝစားတောက်ခြင်းမပြုရပါဘူးရှင်။အရက်တီဆန်ဆောက်စားခြင်းလည်းမပြုရဘူး။ငါးပါးတီလာလုံခြုံရပါမယ်။ဓမ္မတာလာချိန်မှာကင်တွယ်ခြင်းမပြုရပါဘူး။ပူဇော်ခြင်းလည်းမပြုရပါဘူးရှင်။နောက်တစ်ခုကပူဇော်ပြီးရရှိလာတဲ့အောင်ပွဲလက်လာပါများကိုလည်းကောင်းမှုကုသိုလ်ပြုပြီးတော့အမျှပေးဝေရပါမယ်ရှင်။နံပါတ်၄အင်္ဂါတောက်ကြနဲ့တနင်္ဂနွေမနက်ပိုင်းတွေမှာကောင်းမွန်တဲ့အချိန်ဖြစ်ပြီးတော့ထိုနေ့တွေမှာပူဇော်ပသနိုင်ပါတယ်။လပြည့်နေ့မှာလည်းပူဇော်ခြင်းကပို့ပြီးတော့ထူးခြားတယ်လို့ယုံကြည်ကြတယ်။တတိဝလံတက်လို့များကိုဒါကတ်လူရပါမယ်ရှင်။နန်းကြဖြူမဲတော်ကြီးအတွက်ဆိုရင်နန်းကြဖြူဇွန်ပန်းစပယ်ပန်းစကတ်လူရမယ်နန်းကြညွန်ညဲတော်မဲတော်အတွက်ဆိုရင်နန်းကြပန်းကြာညိုပန်းနှင်းစီပန်းအနီရောင်အစင်းကဲ့သို့ပန်းအညိုရောင်ပန်းတွေစကတ်လူရနိုင်ပါတယ်။နန်းကြောင်ငူမေတော်ကြီးအတွက်ငုဝအဝါရောင်ပန်းကန္နမပန်းရွှေဝါရောင်ပန်းတွေကိုစကတ်လူတန်းနိုင်ပြီးတော့နန်းကြောင်ယုံမေတော်ကြီးအတွက်ဂန့်ကော်ပန်းတုံမဟုတ်တပြေပန်းအစိမ်းရောင်နဲ့အနွေရောင်အာယုံပန်းတွေကိုစကတ်လူတန်းပါတယ်။နန်းသားကြီးရေမွေးတုံမဟုတ်ရေအေးထဲမှာအမွေးရေခဲ့ပြီးတော့စကတ်လူတန်းပြီးပန်းမြောက်ကိုလည်းဖြတ်ပတ်ခြင်းပြုလုပ်နိုင်ပါတယ်။အမွေးတိုင်တွေမှာအလွန်အနှံ့ပြင်းတဲ့အမွေးတိုင်တွေကိုပူဇော်ပသခြင်းမပြုလုပ်ရပါဘူး။ဥပမာစက်တကူပန်းအနံ့ဒါမှမဟုတ်အနံ့တင်းနဲ့အမွှေးတိုင်များကိုဒါစကတ်လူတန်းနိုင်ပါတယ်။ဖျောင်းနိုင်အဖြူတဲ့စီမီကွက်များကိုပူဇော်ပတ်တာနိုင်ပါတယ်။တတိဝဒံတက်လို့များကိုဒါစကတ်လူတန်းနိုင်ပါတယ်ရှင်။မပြောသည်အုံသည်အဖိလိုက်တော့မဟုတ်အခိုင်လိုက်စကတ်လူတန်းနိုင်ပါတယ်။မုတ်အနေနဲ့မုတ်ဖြူမုတ်နီမုတ်စီကျော်ကောင်းကြီးဖြူကောင်းကြီးညီကောင်းကြီးညိုတို့ကိုလည်းစကတ်လူတန်းနိုင်ပါတယ်။တပြေသည်တစ်တော်သည်ပန်းသည်စားတဲ့အေးများတဲ့အသီးတွေတန်ရှင်းတဲ့ရေကိုစကတ်လူတန်းနိုင်ပါတယ်ရှင်။အရင်ဦးဆုံးမေတော်များကိုစကတ်လူတန်းမယ်ဆိုလို့ရှိရင်တော့ဖျားစင်ရှိမှာရှေးဥစွာဖျားတရားတန်ခါယေဒနာသုံးပါးကိုအာယုံပြုပြီးတော့၅ပါးတိလစောင့်တည်ရပါမယ်ရှင်။ဣတိပိတောပကဝါနန်းကြဖြူမေတော်ကြီးနန်းကြညုံမေတော်ကြီးနန်းကြငုမေတော်ကြီးနန်းကြယုံမေတော်ကြီးစတုမဟာမေတ္တာနုပါဝေနာတပ္ပလာဘဘဝင်သူမီဖုံးတော်ကြီးမြတ်လာတော်မြတ်စွာဘုရားမြင့်မြတ်တော်မေတော်ကြီးလေးပါးတို့ဤမေတ္တာအနုဘောတော်ကြောင့်အကျွန်ုပ်အားခတ်သိမ်းသောလက်လာပါအောင်မြင်မှုများအမြဲတစေဖြစ်သွန်းပါစေတည်းဤကာလကို၃ခေါက်သို့မဟုတ်ကိုကောက်ရွတ်ပြတဲ့နောက်ပိုင်းမှာအောက်ပါအတိုင်းမေတ္တာရက်ခင်ဆုတောင်းနိုင်ပါတယ်သာသနာအဆောက်အအုံလောကအဆောက်အအုံဖြစ်ကြကုန်တော့အမိနန်းကြဖြူအမိနန်းကြညုံအမိနန်းကြငုအမိနန်းကြရောမေတော်ကြီးလေးပါးတို့ရှင်အကျွန်ုပ်စက္ကန့်လူတန်းတော်တန်ရှင်းရှိကျဲသည့်ဤပန်းရေချမ်းစီမီနီနတ်သားများကိုတာရုအနုမောဒနာခေါ်ယူတော်မူပါရှင်အကျွန်ုပ်နေ့တကွအကျွန်ုပ်နေ့တက်ဆိုင်သူအိမ်သူအိမ်သားများအကျွန်ုပ်နေ့တက်ဆိုင်သူအပေါင်းပါအားလုံးတို့သည်ဘေးရန်တွေရဟုသမျှကိုဖယ်ရှားပေးတော်မူပါမေတော်ကြီးရှင်အကျွန်ုပ်ဤစီးပွားရေးလူမှုရေးကျန်းမာရေးတို့သည်အောင်မြင်ပါစေကြောင်းနှင့်လူရှိလူခင်ပေါများကမျက်နာပွင့်လန်းရည်သူဖြစ်ရပါစေလိုကြောင်းဆောက်ရှောက်ပေးတော်မူပါမေတော်ကြီးရှင်နောက်တစ်ခုကတော့မေတော်ကြီးကိုရွတ်ဖက်ပူဇော်ပြီးတဲ့အချိန်မှာမေတ္တာတုတ်17ခေါက်ရွတ်ပေးပါမေတော်ကြီးဟာသာသနာကိုကြည်ညိုတဲ့သူဖြစ်သောကြောင့်မေတ္တာတုတ်ရွတ်ဖက်ခြင်းကိုအလွန်အနှစ်သက်ပါတယ်ကိုရင်ကလည်း၅ပါးတိလာလူကြုံပြီးတော့စိတ်ထားပြည့်စုံတာနေထိုင်မှာကမေတော်ကြီးရဲ့မဆာမှုကိုပုံမရရှိမှာဖြစ်ပါတယ်ရှင်နန်းကြပြူကိုအမေနန်းကြပြူကိုဒီအဖြူရောင်အဆင်းရှိပြီးတော့စိတ်အေးချမ်းခြင်းလူချင်းလူခင်ပေါ်များခြင်းမေတ္တာရင်းနဲ့ဘေးရည်ရဲ့ကင်းဝေးအောင်ဆော့ရှောက်ပြီးပါတယ်အေးချမ်းတရားမှုကိုလိုလားတဲ့အချိန်မှာအဓိကကိုးကွယ်ယုံကြည်ကြပါတယ်အမေနန်းကြညူကိုတော့စီးပွားရေးတိုးတက်စေခြင်းလက်လာပရွှင်လန်းစေခြင်းနဲ့ငွေကြေးကံကောင်းစေဆောင်ရွက်ပေးတယ်လို့ယုံကြည်ကြပြီးတော့ကုန်တဲ့ပွဲစားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးအဓိကပူဇော်ကြပါတယ်အခက်အခဲတွေကိုကျော်လွှားနိုင်ခြင်းရန်သူမျိုး၅ပါးကာကွယ်ပေးခြင်းဖုံးတကူတက်ကြွစေခြင်းအောင်မြင်မှုနဲ့အကာအကွယ်ကိုလိုလားရင်အတွက်ကတော့အမေနန်းကြောင့်ကိုအဓိကကိုးဝယ်ယုံကြည်ကြပြီးတော့ပညာရေးထူးချွန်စေအောင်လှုပ်ဝက်နေတဲ့အသက်ပညာအောင်မြင်အောင်အကျင့်အစည်းထမြောက်အောင်အစီအမံနဲ့ပညာရေးပိုင်းဆိုင်ရာလှုပ်ဆောင်သူတွေကတော့အမေနန်းကြောင့်မေတော်နန်းကြောင့်ကိုနန်းကြောင့်ကိုပူဇော်ပသလိရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်